ကန်ပြီးစကားပြောပေးနေအောင်ရှင်ကလွန်လာတယ်နော်ရှင်တယောက်ခိုင်းထပ်ပြောမယ်ဒီနေ့ကကျမမင်္ဂလာဆောင်တဲ့နေ့ဟာကျမရဲ့တို့သားလားဟုတ်တာလေကြောက်ပြီးတော့ရှင်ပြောတဲ့နှင်းစီဆိုတာကိုလည်းကျမမသိကျမနာမည်မိုးပြီးတော့ကျမမင်္ဂလာဆောင်ဟောဒီလိုနှင်းစီပန်းနေယူလာပြီဆိုတော့အဲ့ဒါအမင်္ဂလာပဲရှင်ရှင်တို့ညင်ဖတ်သွားလိုက်တော့ရှင်ဘယ်တော့မှမလေးဘူးလေကိုရညီလေးကိုပြင်မှန်တယ်သိအောင်လို့ကိုလင်းပြောမိတာပါညီလေးကသူကကိုကြီးတော့မသိတော့ညီလေးကပြန်ရအောင်နော်ဟိုနေနေစီအစ်တီချီပါဆိုရတူလေရှင်တော့ကောင်းပါလားပဲရှင်မရှက်ဘူးလားသူများအိမ်ထဲဝင်နေတော့မပွဲကြည့်နေတယ်ဘယ်ကကျွန်တော်ရတယ်ကပြင်မှန်တယ်သိမှမင်းစိတ်ပေါ်မှာပါလေဒီဆိုနေတယ်ဟေးဘာလို့လဲဆိုတော့ဟုတ်ကဲ့ပါဗျာကောင်းပါပါလေတို့ဗျာရားတယ်လို့ပြောဒီညမင်းလာဆောင်မှာလာပြီးငိုနေတာစေဘူးကိုလေးရဗျာဒူကိုလေးကြားတယ်နေစီလေးကြားတယ်တလုံးလုံးထိုးကြကြတယ်အတူရှိတယ်အတူရှိတယ်လူကြီးကောင်းပါပါလေဟာတို့တကယ်ကောင်းပါပါလေကောင်းပါ တောင်းမှလည်းဖို့ပဲရှင် အေးလေခရီးကသိမှမသိတော့ဒါပေမဲ့ကျုပ်တို့ညီကိုနှစ်ယောက်ရုတ်ခပေးတာဝိရင်ကအပြန်မှာသူ့ကိုယောက်ျားတစ်ယောက်ကဝိုင်းရိုက်တယ်ဗျာအဲ့ဒီအချိန်မှာသူတို့ညီကိုနှစ်ယောက်ရိုက်သွားလို့အဲ့ကောင်ကြီးကတွက်ပြေးသွားတာကျုပ်တို့ကမရောက်ခဲ့သူကသေးမသေးဘဝပြက်နေတော့ပြီဗျာဒါနဲ့သူ့မှာထိုင်ရတဲ့ရှိလို့ကျုပ်တို့ကိုခေါ်စေးကူပြီးခဲ့ချိန်ကြာလာတော့လူငယ်တို့ဘာသာပါပေါ့အိုဂျင်တာအိုဂျင်တီကျိုးဂျင်တာဖိုးဂျင်ကြီးဆိုတော့သူတို့နှစ်ယောက်ချစ်ကြိုက်ခဲ့ကြတယ်ရှင်မဟုတ်တာလည်းမပြောနဲ့နော်အဲ့ဒီတော်တော်ဗျာတော့ကားတော့အောင်ဗျာရှင်နားလည်းမကောင်းနဲ့တော့မင်္ဂလာဆောင်ရှင်ကျုပ်ကြီးလေးကိုတနာလို့အလိုလိုက်ခဲ့သူကတော့ဘယ်သိမလို့သူကအတိတ်မေ့နေတာလေဗျာရှင်တားပြီနော်တောက်ဆုံးကုန်ပြောမယ်ဗျာသမီးစာမကလင်မယားမကြရှင်တားပြီ呀，对面这个别对面嘞，哎呦，你是恐怖，你，脑大家，弄个叫法谁呢？没少给我说出嘛。